အလိုမစီမဆိုင်ငါကိုတော့ဘူးခံကြီးကိုရောက်ရှိလို့လာပါလားပြေဟေးပြေဟာအနမီတွေနေတာမဟုတ်ဘူးပြေပါဟာပြေပါဟာပြေနေပဲအဲ့ဒီဘက်ပေါက်ကဝင်အောင်ဝင်လို့မရဘူးဟိုဘက်ကကဝင်မလို့ရမယ်အမလေးကောက်ပါအကန်လေးကောက်ပြီးတော့အနမီကိုပြပါတော့ကရုရပြောရင်းနဲ့တကောင်တော့နောက်တော့ကောင်ရှုံးမလားဆိုပြီးတော့လေးကြည်လေးဖြစ်နေတာအမလေးဟိုဘက်ကတကောင်ဝင်လာတဲ့ပြပါဟာအေးပြတယ်အေးပါလေးပြနေမှမသိဘူးအေးပြပါဟာအိုမလေးတော့ရမ်းမီအေးကပြတယ်ဟေးပြီးပါရလေးပွေးထားရင်လည်းပဲကြီးကကောင်းမန်းကောင်းကကြီးမန်းကဲကြီးကိုင်းစေးပြီးလောင်ပဲကြီးကိုင်းနဲ့ဟေးကြီးကိုင်းနဲ့ဟာအမလေးပြတယ်ဟာလောက်ပါအောင်တိုင်းတို့လာပြီအမလေးနောက်တစ်စွဲလာကြွိုင်းပြီလောက်ပါဟာမင်းတို့ဘာလုပ်နေကြတာတော့အမလေးငါတယောက်တည်းမနိုင်နိုင်ဘူးပြစ်ပါဆိုရင်လည်းပဲကရုံးပြစ်ချတယ်အမလေးလောက်ကြပါဦးအေးကြီးဖြစ်နေတာနဲ့အချိန်ကမာမီသွားကြီးဟာအေးကိုင်းတော့ပြီကိုင်းတော့သွားပြီမစီမဆိုင်ပန်းလာတိုင်းလဲကြောက်လာပြန်ပြီးပြစ်တယ်ဟာအေးကင်းရလေးနဲ့ပြစ်တယ်ဘုံရဘယ်သူမှမသိဘူးနောက်တော့ကောင်းဖုံးလာတဲ့ထပ်ပြစ်တယ်တော့တယ်အလဲကကောင်းလဲပြစ်တယ်တော့ပြန်ပြီးကောင်းလိုက်တဲ့ကရုံးမှာကွာလို့ပြောရင်းနဲ့ပဲတကောင်ထပ်စေပြန်ရပါပြီခဏနေအိုဘာရဲ့အေးနောက်တော့ကောင်းရောက်လာပြီကိုင်းတော့ကုန်ပြီအမလေးတော့ကုန်ပြီအေးအတင်ပြေးလာပြီကတော့ပြပါဟာလို့ပြောရင်လည်းအိုပါကတော့တော့ပြန်ပြီးထားပြီးတော့အေးပြေးနဲ့အေးကြီးဖြစ်နေတာဟေးခဏနေအောင်ဟာငါပြည့်နေပြီမဲ့လဲပဲကြီးကကုန်းအံဖိုးလေးနဲ့ပြောင်းပြစ်နောက်တကောင်ထက်တဲ့ထတော့အေးပြီးရောအဲ့မှာချောပြီ၃ယောက်တလုံးကုန်းနေတာပါတယ်ရောက်ကြီးကြည်စမ်းအိုပါရဲ့မင်းမလို့တွေပြစ်နေတာတော့အမလေးကြီးရင်းနဲ့အိုပါကြီးတော့နေပါလားကွာဘသူမှမသနာမေမဟာရီကရုံးလေးသနာလိုက်လေချင်းမစီမဆိုင်မဲလဲတရှင်းလေးတစ်ပုတ်လောက်တော့ဖြောပြပေးမှရမယ်သွားပါသွားကလို့ရသွားနိုင်ပါရဲ့ကိုကကြည်ယူတယ်လူရခရင်အပြည့်ပြန်တန်းကသွားငါကလေးလို့ကွယ်ရှင်နေစီငါအပြစ်လဲမမြင်မုံမီဆိုတော့ဖြည့်ရှင်ခွင့်မရတော့ပါဆိုပြီးတော့တရှင်လေးတစ်ပုတ်နဲ့အိုပါအတွက်ဖြောပြေးပေးလိုက်ပြီကောင်းကြရဲ့လားပရိသတ်ကြီးရဲ့ကောင်းကြရဲ့လား